အားလုံးပဲမင်္ဂလာပါခင်ဗျာလမ်း AI မြန်မာ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်သွားမယ့်ဗီဒီယိုလေးကတော့ AI ဗီဒီယိုတွေကို free ထုတ်လို့ရမယ့် application လေးတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီ application လေးကတော့ကျွန်တော်တို့ VIDU AI ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ Play Store ထဲကိုသွားပါ search bar မှာကျွန်တော်တို့VIDU ဆိုပြီးရိုက်ချလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာ VIDU AI ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီပုံလေးဖြစ်ပါတယ်ဆိုတော့ဒီ application လေးကိုမိတ်ဆွေတို့က download ဆွဲလိုက်ပါကဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ open ကိုနှိပ်လိုက်ပါကဲဒီလိုလေးပေါ်လာပြီဆိုရင်တော့အပေါ်မှာကျွန်တော်တို့ skip ဆိုတာလေးရှိပါတယ် skip ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါကဲဒါဆိုရင်တော့သူက new user ဆိုလို့ရှိရင်ကျွန်တော်တို့credit 20ပေးပါတယ်ကျွန်တော်တို့ claim down ကိုနှိပ်လိုက်ပါဒီမှာကျွန်တော်တို့Gmail နဲ့ကျွန်တော်တို့ account ဝင်ရပါမယ်မိတ်ဆွေတို့က Gmail နဲ့ account ဝင်လိုက်ပါကဲကျွန်တော်တို့ account ဝင်ပြီးသွားပြီဆိုရင်တော့ဒီဘက်ကျွန်တော်တို့ me ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာကျွန်တော်တို့ credit က40ရှိပါတယ်ကျွန်တော်တို့ free credit ရထားတာ40ရှိပါတယ်ဒီမှာကျွန်တော်တို့ M credit ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီမှာကျွန်တော်တို့profile ကိုပြင်မယ်ဆိုလို့ရှိရင်point 5ခုရမယ်ပြီးရင်ကျွန်တော်တို့create reference ဆိုတာကျွန်တော်တို့reference ပေးမဲ့ character ပုံတွေ trainer ဆိုလို့ရှိရင်ကျွန်တော်တို့10 point ရမယ် rating သွားပေးလို့ရှိရင်ကျွန်တော်တို့10 point ရမယ် video ဖန်တီးရင်5 point ရမယ် video တင်နေဆိုရင်5 point ရမယ်ပြီးလို့ရှိရင်သူများတင်ထားတဲ့ video တွေကို live 5ခုပေးရဆိုလို့ရှိရင်လည်း5 point ရမယ်တကယ်ချင်းတွေကိုကျွန်တော်တို့ဖိတ်ခေါ်ပေးမယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်လည်း point 40ရမယ်တစ်ဖက်လူကလည်း point 40ရမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အဲ့ဆိုလို့ရှိရင်ဗီဒီယိုလေးတစ်ပုဒ်လောက်ကျွန်တော်တို့ဆမ်းပြီးတော့ဖန်တီးပါမယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့အပေါ်ကမြားလေးနဲ့တစ်ချက်ထွက်လိုက်ပါကဲပြီးဆိုရင်တော့ကျွန်တော်တို့အပေါင်းလေးကိုနှိပ်ပါဒီမဲ့ကျွန်တော်တို့ character တွေအများကြီးရှိပါတယ်ဒီက character တွေကိုလည်းယူသုံးလို့ရတယ်မိတ်ဆွေတို့ကိုယ်တိုင်လည်းဖန်တီးလို့ရပါတယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်က character ကိုအရင်ဖန်တီးလိုက်မယ်ဗျာကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုထွက်မယ်ထွက်ပြီးဆိုလို့ရှိရင်မီကိုသွားလိုက်ပါပြီးရင်ကျွန်တော်တို့ end credit ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာ create reference ဆိုတာရှိတယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်ပါဒီမှာကျွန်တော်တို့ main reference ရဲ့ optional ဆိုတော့သူက3ယောက်လုပ်လို့ရတယ်ဆိုတဲ့သဘောပါ object 3ခုလုပ်လို့ရတယ်ဆိုတဲ့သဘောအဲ့ဆိုရင်တော့ကျွန်တော်က main reference ကိုပဲကျွန်တော်ကယူပြီးတော့သုံးလိုက်မယ်အပေါင်းလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ album ကိုနှိပ်လိုက်ပါ album ဆိုရင်တော့မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ထည့်လို့ရမှာဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်ဒီပုံလေးကိုထည့်လိုက်မယ်ထည့်လိုက်ပြီးဆိုရင်တော့သူ့ကိုကျွန်တော် name ပေးလို့ရတယ်အဲဆို name မှာကျွန်တော်ပေးလိုက်ပြီးဒီမှာဆိုလို့ရှိရင်timber ဆိုတာဒါကကျွန်တော်ဒီဗီဒီယိုဖန်တီးမယ်ဆိုလို့ရှိရင်ရှောင်းရဲ့အတန်ကိုပြောတာပါရှောင်းရဲ့အတန်ကိုကျွန်တော်ဒီမှာအများကြီးရွေးလို့ရတယ်မိတ်ဆွေတို့ကအဆင်ပြေတဲ့အတန်ကိုရွေးပြီးတော့ထည့်လိုက်လို့ရတယ်ကဲကျွန်တော်ကတော့တယောက်ကိုထည့်လိုက်မယ် confirm နှိပ်လိုက်ပါမယ်ကဲပြီးဆိုတော့ကျွန်တော်တို့ next step ကိုနှိပ်ပါကဲအဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့style က 2D animation လာတဲ့မဟုတ်ဘူးကျွန်တော်ကလိုချင်တာ 3D ဆိုတော့ 3D animation လို့ထည့်လိုက်မယ်ထည့်လိုက်ပြီးလို့ရှိရင်ဒီမှာတော့သူကသူ့ကိုယ်သူရေးထားတာပေါ့ဗျာဒီလူကဘယ်သူဖြစ်တယ်ဘယ်လိုပုံစံဖြစ်တယ်ဆိုတာကိုရေးထားတာမိတ်ဆွေတို့ကလည်းမိတ်ဆွေတို့ကကိုယ့်ရဲ့ character ကိုပုံစံအနေထားပေါ့ဗျာသူကဟာတာဆိုဟာတာပေါ့မိတ်ဆွေတို့က Gemini ပဲဖြစ်ဖြစ်အဲ့လိုမျိုးတိုင်ပင်ပြီးတော့ description မှာဘာထည့်ရမလဲဆိုတာကိုသွားတိုင်ပင်လို့ရတယ်ကျွန်တော်ကတော့ AI ထုတ်ပေးထားတဲ့ဟာကိုပဲကျွန်တော်ကယူလိုက်မယ်ကဲပြီးရင်ကျွန်တော်ကဒီမှာကျွန်တော်တို့ confirm ကိုနှိပ်လိုက်မယ်ကဲနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ character ကိုဖန်တီးတာရသွားပြီဆိုတော့ကျွန်တော်တို့ပြီးသွားပြီလားမပြီးသွားဘူးလားကျွန်တော်တစ်ချက်ကြည့်မယ်ဒီမဲ့တော့ကျွန်တော်တို့မပြီးသေးဘူးဒီမဲ့ကျွန်တော်တို့စောင့်နေရတော့မယ်အဲဆို character တော့ဖန်တီးလို့မပြီးသေးဘူးအဲဆိုတော့ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့ point မရသေးဘူးပေါ့ဗျာ character ဖန်တီးပြီးသွားပြီဆိုရင်တော့ point ရတယ်ဒီမှာကျွန်တော်တို့ point 10ရတယ်အဲ့တော့ဒါလေးကို claim လိုက်မယ်ကဲ claim လိုက်ပြီဆိုလို့ချင်းကျွန်တော်တို့character ရပြီလားတစ်ချက်စူးစမ်းကြည့်မယ်အပေါင်းလေးကိုနှိပ်ပြီဆိုလို့ရှိရင် add reference ကိုနှိပ် mine ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ခြောင်ပုံလေးရနေပြီအဲဆိုတော့ခြောင်ပုံလေးကိုထည့်လိုက်ပြီးလို့ရှိရင်မိတ်ဆွေတို့ဒီမှာအများကြီးထည့်လို့ရတယ်print နေပေါ့ဗျာမိတ်ဆွေတို့လိုချင်တဲ့ print တွေကိုအများကြီးထည့်လို့ရတယ်အဲဆိုတော့ကျွန်တော်ကတခြား print တွေကိုကျွန်တော်က copy ကူးပြီးတော့ခြောင်နဲ့ကျွန်တော်ကထုတ်လိုက်မယ်ကဲအဲဆိုရင်ကျွန်တော်တို့ဒီမှာ home ဝင်သွားလိုက်ပါ home မှာသူများလုပ်ထားတဲ့ video တွေရှိပါတယ်ဒီ video တွေကနေပြီးတော့ကျွန်တော်တို့character အစားထိုးကျွန်တော်တို့ယူသုံးလို့ရပါတယ်
ကဲအဲ့ဆိုရင်ကျွန်တော်ကဒီကောင်ကိုကျွန်တော်ကယူသုံးမယ်ဆိုတော့ကျွန်တော်အဓိကတော့အဲ့ထဲက print ကိုကျွန်တော်ကယူသုံးမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ recreate ကိုနှိပ်ပါမိတ်ဆွေတို့ကလည်းမိတ်ဆွေတို့ဖန်တီးခြင်းနဲ့ print နေရှိရဆိုလို့ရှိရင်လည်းထည့်ပြီးတော့ဖန်တီးလို့ရတယ်ကဲကျွန်တော်ကဒါကိုယူလိုက်မယ်ယူလိုက်ပြီဆိုလို့ရှိရင်ဒီမှာထိုးတာကြိတ်တာသူကထိုးတာဗျာအဲ့ဆိုတော့ကျွန်တော်ကသူ့ကိုမထည့်ဘူးသူ့ကိုမထည့်ဘဲနဲ့ကျွန်တော်ကဒီနေရာမှာကျွန်တော်ကချောင်းပုံထည့်လိုက်မယ်ချောင်းပုံထည့်ပြီးလို့ရှိရင်ကျွန်တော်ကဗီဒီယိုဖန်တီးခိုင်းလိုက်ပါမယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ background မှာဗီဒီယိုကဖန်တီးနေပြီအဲ့ဒါကိုကျွန်တော်တို့စောင့်ရမှာဖြစ်ပါတယ်ဒီမှာပါကျွန်တော်တို့စောင့်ဆိုင်နေရပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်စောင့်လိုက်လဲဆိုလို့ရှိရင်ဗီဒီယိုရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကဗီဒီယိုတွေကိုတစ်ခုပြီးတစ်ခုလည်းတစ်ခါတည်းထုတ်လို့ရပါတယ်ဗီဒီယိုတစ်ပုဒ်မှာ10 credit ပဲကုန်ပါတယ်ဒါပေမဲ့တစ်ခုရှိတာကဗီဒီယိုတွေအကုန်လုံးက6ချိုး16ပဲရပါတယ်16ချိုး9တော့မရပါဘူးမိတ်ဆွေတို့ကကိုက animation တစ်ခုပဲလုပ်မယ်ဆိုလို့ရှိရင်လုပ်တဲ့ပုံစံတွေကိုဒီမှာကျွန်တော်တို့လာပြီးတော့အသုံးပြုလို့ရတယ် free နီးပဲပေါ့ဗျာကျွန်တော်တို့ point လေးတွေကိုကျွန်တော်တို့ daily point လေးတွေကျွန်တော်တို့လာယူမယ်လာယူပြီးလို့ရှိရင်အစွမ်းနာကလိုပဲကျွန်တော်တို့တစ်ခုပြီးတစ်ခုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရမှာဖြစ်ပါတယ်ကဲအဲ့ဆိုဗီဒီယိုလေးကတော့ဖန်တီးနေအောင်ဆိုတော့ခဏလေးစောင့်မယ်ဒီထဲမှာမိတ်ဆွေတို့ print နေအများကြီးရှိတယ်ဒီထဲဟာတွေကိုမိတ်ဆွေတို့ယူသုံးလို့ရပါတယ်ကဲဒီမှာဆိုလို့ရှိရင်သူ့ပုံလေးကိုထောက်လိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ TikTok တွေလိုပဲဗျာ TikTok တို့ Facebook တို့ YouTube တွေလိုပဲထောက်လိုက်ပြီဆိုလို့ရှိရင်သူဖန်တီးထားတဲ့ဟာတွေကိုအသုံးပြုလို့ရမှာဖြစ်တယ်ဒီထဲမှာ print နေရှိရဆိုလဲဒီထဲက print တွေကိုမိတ်ဆွေတို့ယူသုံးလို့ရတယ် character လေးတွေကိုချိန်လိုက်ရုံပဲဒါဆိုရင်တော့အဆင်ပြေတယ်သူတို့ဖန်တီးထားတာလည်းအရေးသွေးလေးလည်းတော်တော်လေးကောင်းတယ်ဆိုတော့မဆိုးဘူးပါဗျာကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အစောနာကပြောခဲ့တယ်live 9ရောက်9ခုလုပ်ပေးရဆိုလို့ရှိရင်ကျွန်တော်တို့ point 5ခုရမယ်ဆိုတော့live တစ်ခုပေးလိုက်မယ် live တစ်ခုပေးလိုက်မယ်ကျွန်တော်တို့ live တစ်ခုပေးမယ်live တစ်ခုပေးမယ်ပြီးရင်ကျွန်တော်တို့live တစ်ခုပေးပါမယ်9ခုပေးပြီဆိုတော့ကျွန်တော်တို့တစ်ချက်သွားကြည့်ပါမယ်ကျွန်တော်တို့မီကိုနှိပ်ပါမီမှာကျွန်တော်တို့ဒီမှာ end credit ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ post က9ခုလောက်ထားတာဖြစ်တော့ဒီမှာကျွန်တော်တို့point 5ခုရတယ်ဆိုတော့ claim လိုက်ပါဒီမှာကျွန်တော်တို့rating သွားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့10 point ရတယ်ဆိုတော့ rating သွားပေးကြည့်ပါမယ်အဲဆိုတော့ go နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ Play Store ထဲကိုရောက်သွားမှာဖြစ်ပါတယ်ဒီမှာမိတ်ဆွေတို့က rating ပေးခြင်းလည်းပေးမပေးခြင်းဘူးဆိုလို့ရှိရင်လည်းဒီတိုင်းပဲထားလိုက်ပါကဲကျွန်တော်တို့ပြန်ထွက်ကြည့်မယ်ဒီမှာကျွန်တော်တို့rating ကစာတော့မရေးလိုက်ဘူးဝင်ကြည့်အောင်နဲ့ကျွန်တော်တို့ claim လို့ရမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာယူလို့ရတာတွေက public bot တင်တာတွေ video creator တွေဆိုပြီးတော့ရှိတယ်အဲ့ဆိုကျွန်တော်တို့အဲ့လေးတွေကိုပြန်လုပ်မယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ video လေးရလာပြီဆိုတော့ကျွန်တော်တို့တစ်ချက်စစ်ကြည့်ပါမယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးရလာပြီဆိုတော့ကျွန်တော်တို့အဆင်ပြေတယ်သူ့ကို download ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ734ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ download ဆိုတာလေးရှိပါတယ် download ဆွဲလိုက်ပါသူကwatermark ပါတယ်ဆိုရင်တော့ကျွန်တော်တို့free ရတယ် watermark မပါတာလိုချင်တယ်ဆိုရင်တော့ free မရပါဘူးအဲဆိုတော့ကျွန်တော်တို့ watermark ပါတာနဲ့ပဲ download ဆွဲလိုက်ပါမယ်ကဲအဲဆိုတော့ကျွန်တော် note ဒီမှာတက်လာပြီ download ဆွဲလိုက်တာဒါပေမဲ့သူ့ရဲ့ watermark ကလုံးဝတေးသေးလေးပါတေးသေးလေးဆိုတော့ကျွန်တော်တို့မြင်ဝင်လေးနည်းနည်းလေး share လိုက်တာနဲ့ watermark ကပျောက်ပါတယ်မိတ်ဆွေတို့ပြန်ယူသုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ကဲအဲဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးရပြီဆိုတော့ကျွန်တော်တို့ဒါကိုpublic တင်လိုက်ပါမယ် public တင်လိုက်ရဆိုလို့ရှိရင်ကျွန်တော်တို့ point 5 point ရမှာဆိုတော့ကျွန်တော်တို့ဒါကို public တင်လိုက်မယ်အပြီးဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာမီကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင် end credit ဆိုတာကိုနှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ create video မှာကျွန်တော်တို့ credit ယူပြီးပြီကဲပြီးရင်ကျွန်တော်တို့ public video မှာလည်း credit ယူပြီးပြီအဲဆိုတော့ကျွန်တော်တို့ point တွေတိုးသွားပြီဒီမဲ့ကျွန်တော်တို့ invite နဲ့နောက်ထပ်တစ်ခုကကျွန်တော်complete profile နဲ့ကျွန်တော်တစ်ချက်စမ်းကြည့်မယ်ရမရတော့မသိဘူးကဲကျွန်တော်တို့ပုံလေးကိုတစ်ချက်နှိပ်ဒီမှာကျွန်တော်တို့ပုံလေးတစ်ပုံလောက်ထည့်လိုက်လို့ရတယ်ကဲကျွန်တော်ကတော့အဆင်ပြေတာကိုကျွန်တော်ထည့်လိုက်မယ်ကဲပြီးတော့အဲ့ဆိုရင်တော့ကျွန်တော် user name လည်းရှိတယ် ID လည်းရှိရဆိုတော့ဒီမှာbio မှာတစ်ခုခုထည့်လို့ရတယ်ကဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့wait for review ဆိုတော့ခဏစောင့်ရမယ်ပေါ့ဗျာဒီမဲ့ကျွန်တော်တို့ background မှာတော့မိတ်ဆွေတို့အဆင်ပြေတာကိုထည့်လို့လည်းရတယ်မထည့်ရင်လည်းရပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်ကဒီမဲ့profile တော့ပြင်လိုက်ပြီ profile ရမရတော့မသိဘူးအများအပြားတော့ကျွန်တော်မရတာများပါတယ်အဲ့ဆိုတော့ကျွန်တော်ပြင်လိုက်ပြီးစမ်းကြည့်လိုက်မယ်ကဲကျွန်တော်တို့ထွက်ပြီးကျွန်တော်ပြန်ဝင်ကြည့်မယ်ဒါမဲ့
complete profile เนาะကျွန်တော်တို့9 point တော့မရလိုက်ဘူးကျွန်တော်တို့85 point ရလိုက်ပါတယ်ကဲအဲ့ဆိုရင်တော့daily အနေနဲ့လဲသူကဒီရဲ့အချက်လက်တွေကိုကျွန်တော်တို့လုပ်ရင်းနဲ့လဲကျွန်တော်တို့ point တွေရမှာဖြစ်ပါတယ်အားလုံးပဲဒီ AI application လေးကိုအသုံးပြုတတ်မယ်လို့ထင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ